ဒီ session ကို join ခွင့်ရတာအရန်ပျော်တယ်ပေါ့နော်အမကိုလည်းကျေးဇူးတင်တယ်ညီမပေါ့အရင်တော့ဆိုအရန်ဟိုစိတ်ရှုပ်တယ်ဒီပတ်ဝန်းကျင်မှာဆိုလည်းအရန်ဟို negative energy များတယ်ပေါ့နော်လူများနဲ့ဆက်ဆံဒီကိုလာတော့အရန်ဟိုပေါ့ energy တစ်တွေလည်းရတယ်လို့အရန်ဟိုခံစားချက်ကောင်းတာပေါ့နော်လူတစ်စိတ်သက်ပြန်ဖြစ်သွားတယ်လို့ပဲအရန်ဟိုကောင်းသွားတယ်ပေါ့နေလူထိုင်လို့အရန်ဟိုလမ်းဆန်းသွားလို့ခံစားရပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ group healing လေးကိုလာပြီးတော့ join ခွင့်ရရှိတဲ့အတွက်အရင်ဆုံးအမကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုး group healing ကို join တာတော့ဒါပထမဦးဆုံးပဲပေါ့နော်အရင်တော့ကျတော့တယောက်ချင်းစီပဲ join တာပေါ့နော်အခုဒီနေ့ဆိုလို့ရှိရင်လူကအရန်ကိုမှဒီခေါင်းထဲမှာပေါ့နော်စူညံနေတဲ့အတန်လေးခန္ဓာကိုယ်ထဲမှာပေါ့အကုန်လုံးဟိုစိတ်ကိုအရန်တင်းချုပ်ထားတဲ့အရာတွေအကုန်လုံးပေါ့နော်ပေါ့ပါပြီးတော့မှတကယ်ကိုစိတ်သက်လူသက်နဲ့ပြန်ပြီးတော့ဟိုကိုယ့်ရဲ့ပေါ့နော်ဒီပိုကောင်းတဲ့ version တစ်ခုပေါ့နော်ရရှိသွားတယ်လို့ခံစားရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အမကိုကျေးဇူးတင်ပါတယ်ပြီးတော့ဒီ candle healing လုပ်လိုက်ရတဲ့အတွက်ပေါ့နော်ဟိုအကုန်လုံးတန့်စင်သွားတယ်မလိုအပ်တဲ့အညစ်အကြေးတွေအကုန်လုံးဟိုထွက်သွားတယ်လို့လည်းခံစားရပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့ session ကိုလာတက်ခွင့်ရတဲ့ခါကျတော့ဗောနော်ကိုယ့်ရဲ့စိတ်ကောခန္ဓာရောပေါ်ပါလန်းဆန်းသွားတယ်ဆိုတဲ့ခံစားချက်မျိုးရတယ်ဗောနော်ပြီးတော့ဒါလူကိုယ်တိုင်လာရောက်တက်ရတဲ့အတန်းဖြစ်တဲ့အတွက်လည်းဒီအကုန်လုံးနဲ့တသားတည်းဖြစ်တယ်ဗောနော်အခု session ကိုစီစဉ်ပေးတဲ့အတွက်အမကိုလည်းကျေးဇူးတင်ပါတယ်